ကာနာကိုနာယူပြီးတော့ချန်ပီယံကပတ်စီလန်ပွင့်သွားတဲ့ဘရော်နီကာကာနာကေပေါက်စင်ပွဲပြီးသုံးသက်ချက်တိုက်ခိုက်ရာကစားအစီအစဉ်တွေကိုတင်ဆက်ပေးနေတဲ့ K site channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မြန်မာကုန်းဆောင်ဖိုက်တာဂန်ချက်တင်မဲ့လေးဘရော်နီကာကတော့1 the inner circle မှာဂျပန်ဖိုက်တာကာနာမော်ရီမိုတိုကိုအကျိနဲ့3ချီပြစ်ထိုးသက်ခဲ့ပြီးအမှတ်နဲ့ဖိုးတန်နိုင်ပွဲဖော်ဆောင်နိုင်ခဲ့တာပါအဒန်ဝဲကေပေါက်စင်ပွဲမှာဂရန်ချက်တင်မဲ့လေးကအသွေးအားသာချက်လို့ပြောရမယ့်လက်သီးတွဲလုံးခြေခံချက်တွဲလုံးတွေကိုအသုံးပြုပြီးထိန်းချုပ်သွားခဲ့တာပါစတန်ဖက်တက်တို့လိုနာမည်ကြီးဖိုက်တာတွေကိုနိုင်ယူခဲ့ဘူးသလိုနီစနေပိုင်းကောင်းမွန်တဲ့ကာနာကလည်းအနီးကထိုးချက်တွေခြေခံချက်တွေနဲ့ဘရော်နီကာကိုရှင်ဝိုက်ခဲ့တာပါ3နဲ့3ချီပြီးမှဘရော်နီကာကမပေးတန်လူကြီးတွေအားလုံးရဲ့ညီညွတ်တဲ့မှတ်ပေးမှုနဲ့နိုင်ပွဲရရှိသွားခဲ့တာပါဒီနိုင်ပွဲကြောင့်ဘရော်နီကာက1မှာ9ဝဲထိုး4ဝဲထိနိုင်တဲ့မှတ်တမ်းကောင်းတစ်ရက်ကိုစိုက်ထူသွားခဲ့ပါတယ်ဖိုက်တာ2ယောက်စလုံးကပရိသတ်ကြိုက်မြိုင်ဆိုင်ရှင်ထိုးပြီးတော့ကစားသွားခဲ့ကြတာပါဘရော်နီကာရဲ့ game plan အပိုင်းကလည်းဒီပွဲမှာတော်လေးအားကောင်းခဲ့တာပါကေပေါက်စင်မှာဝါရင်ပြီးတော့စီကန်ပိုင်းနီစနစ်ပိုင်းကောင်းတဲ့ခါနာကိုနေကတ်ထိုးလိုက်ကွာဝေးခွာကစားလိုက်နဲ့အမှတ်တွေယူပြီးတော့အနိုင်ယူနိုင်ခဲ့တာပါကာနာတက်လာရင်လည်းဘရော်နီကာက front kick တွေကန်ပြီးတော့ဒါစီထားခဲ့တာပါကာနာလည်းအတက်နိုင်ဆုံးကြိုးစားခဲ့ပေမဲ့3ချီစလုံးအနေထားနဲ့ကြည့်ရင်တော့ဘရော်နီကာကတီးတာပဲမှတ်ယူနိုင်ခဲ့တာဖြစ်ပါတယ်ဒီနိုင်ပွဲနဲ့အတူဘရော်နီကာကမွေထိုင်းမှာရောကေပေါက်စင်မှာရောအဒန်ဝေဒန်ရဲ့ကမ္ဘာချန်ပီယံကပတ်ကိုစိန်ခေါ်လာနိုင်တော့မယ်လို့သုံးသပ်ရမှာပါဒီကနေ့ရဲ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရတိုက်ခိုက်ရာကစားသတင်းတွေစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ပြီးတော့ဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာ